ဒါကြောင့်အမေရိကန်ကပြန်ပစ်ပြီးဆိုတာနဲ့အဲ့ဒီအချိန်ကနေစပြီးတော့ဘာမျှော်လင့်ချက်မှမရှိတော့ပါဘူးတချို့ကနျူကလ িয়ার စစ်ပွဲဖြစ်ရင်နိုင်ငံကြီးတွေပဲဖြစ်ကြမှာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံလိုနိုင်ငံငယ်တွေမပါနိုင်ဘူးဆိုပြီးပြောကြတာမျိုးရှိပါတယ်နျူကလ িয়ার ရေးကျွမ်းကျင်သူတွေပြောကြတာကတော့အဲ့ဒီလိုမဟုတ်ပါဘူးဥပမာအမေရိကန်ကမြောက်ကိုရီးယားကိုပစ်ပြီးဆိုတာနဲ့မြောက်ကိုရီးယားဘေးကတရုတ်ကလည်းဒီအတိုင်းထိုင်နေမှာမဟုတ်ပါဘူးဒါအပြင်ဒီအတိုင်းထိုင်နေရင်တော့မှမြောက်ကိုရီးယားကိုကြလာမယ့်နျူကလ িয়ার ဘုံတွေရဲ့ပောက်ကွဲမှုဟာတရုတ်နိုင်ငံမှာရှိတဲ့နျူကလ িয়ার သိုးလောက်စက်တိုက်ပောက်ကွဲစေမှာဖြစ်လို့မြန်မာနိုင်ငံအပြင်အရှေ့တောင်အာရှကကုန်းနေရင်းနေတရဝါအားလုံးသေဆုံးကုန်နိုင်ပါတယ်အတိအကျဆိုရင်တော့ဒီလိုမျိုးအပြန်အလှန်ပစ်ပြီး82မိနစ်ဒါမှမဟုတ်တနာရီနဲ့12မိနစ်အတွင်းမှာလူပေါင်းအနည်းဆုံး9ဘီလီယံလောက်သေသွားနိုင်တယ်လို့ဆိုပါတယ်လက်ရှိကမ္ဘာမှာလူပေါင်း8ဘီလီယံပဲရှိပါတယ်သဘောကတော့နျူကလ িয়ার စစ်ပွဲဖြစ်လာရင်ကမ္ဘာလူဦးရေရဲ့60%ဟာနာရီပိုင်းအတွင်းပျက်စီးပျောက်ကွယ်သွားမှာဖြစ်ပါတယ်ဒီလိုအစင်းစင်းပေါက်ကွဲမှုတွေနောက်မှာမီးတွေတောက်လျှောက်လောင်သွားမှာဖြစ်ပြီးတော့အဲ့လိုမီးလောင်တာတွေဟာရပ်သွားမှာမဟုတ်ဘဲနဲ့ဇက်တိုက်တစ်ခုကနေနောက်တစ်ခုစီကိုပေါက်ကွဲလောင်ကျွမ်းနေမှာဖြစ်ပါတယ်မီးအောက်ထဲမှာနေရင်တော့အဲ့လိုပေါက်ကွဲမှုတွေကနေလွတ်နိုင်ခြေရှိတယ်လို့ဆိုပါတယ်ဒါကြောင့်အမေရိကန်သမ္မတအပါအဝင်ကမ္ဘာခေါင်းဆောင်တွေဟာဒီလိုဖြစ်ရပ်တွေအတွက်မြေအောက်ဘန်ကာတွေကြိုတင်ရှိထားနေပြီးဖြစ်ပါတယ်။ဒါပေမဲ့နျူကလ িয়ার စစ်ပွဲဖြစ်ပြီးရင်နောက်ထပ်10နှစ်လောက်အထိအဲ့ဒီနျူကလ িয়ার တက်ရောက်မှုရှိတဲ့နေရာတိုင်းမှာနှင်းတွေကျနေပြီးတော့တဘာဝတရားကြီးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်လို့ပညာရှင်တွေကဆိုကြပါတယ်။နှင်းတွေတောက်လျှောက်ကျနေမှာဖြစ်တယ်လို့အဲ့ဒီနျူကလ িয়ার တက်ရောက်ခဲ့တဲ့နေရာတိုင်းမှာဘယ်တရဝါမှလည်းရှင်သန်နိုင်မှာမဟုတ်ဘဲနဲ့ဘာအပင်မှလည်းရှိတော့မှာမဟုတ်ပါဘူး။ဒါကြောင့်ဘန်ကာတွေကိုဝင်နေမဲ့ဆိုရင်တော့မှအဲ့ဒီထဲမှာအနည်းဆုံး10နှစ်လောက်နေထိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်ပဲနျူကလ িয়ার စစ်ပွဲဖြစ်ပြီးရင်ကြံရစ်သူတွေကသေသွားတဲ့သူတွေကိုအားကြရလိမ့်မယ်လို့ပညာရှင်တွေကဆိုကြပါတယ်။ဒါကြောင့် Elon Musk လိုကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေဟာအင်္ဂါဂြိုဟ်မှာနေထိုင်နိုင်ဖို့ဆိုတဲ့ကိစ္စတွေကိုကြည်ကြဲပြန့်ပြန့်ပြောနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့မိနစ်30အတွင်းကမ္ဘာမြေပေါ်ကနေအင်္ဂါဂြိုဟ်ကိုချက်ချင်းရောက်နိုင်ဖို့တော့မဖြစ်နိုင်ပါဘူး။မြောက်ကိုရီးယားကပြစ်လိုက်ပြီးဆိုတာကိုချက်ချင်းသိနိုင်မှမိနစ်30ပဲအချိန်ရမှာဖြစ်ပါတယ်။မဟုတ်ရင်တော့သူလည်းမလွတ်နိုင်ပါဘူး။နျူကလ িয়ার ပညာရှင်တွေရဲ့ပြောဆိုချက်အရတော့နျူကလ িয়ার စစ်ပွဲကနေလွတ်နိုင်တဲ့နေရာ2နေရာရှိတယ်လို့ဆိုပါတယ်။အဲ့ဒါကဩစတြေးလျနဲ့နယူးဇီလန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီနိုင်ငံတွေဟာပစိဖိတ်သမုဒ္ဒရာထဲမှာရှိနေပြီးတော့နျူစစ်ပွဲဖြစ်ရင်ထိခိုက်နိုင်တဲ့ကုန်းမြေပေါ်ကနိုင်ငံတိုင်းနဲ့အဝေးကြီးမှာတီးကြ